အစားတော်ရီမြင်ပြီးတော့အစားဖို့မစင်စားပါနဲ့ခင်ဗျာဒီကနေ့ကတော့ကျွန်တော်ကဖျားဝဲကိုရောက်ရှိနေရဖြစ်ပါတယ်မော်ဟာမြို့နယ်လူထိပ်ပန်းရက်ကွက်ညောင်မင်းဆောင်ရက်ကွက်မင်းကြီးကုန်းရက်ကွက်မှာရှိတဲ့ကျွန်တော်တို့ကြံတိုင်းအောင်ဆူတောင်းပြီပေါ့နော်စီရောမြကြီးရဲ့ဗောဓပူဇီနီယာပွဲတော်ကိုကျွန်တော်ရောက်ရှိနေရဖြစ်ပါတယ်ခင်ဗျာဆွန်လောင်းပွဲပေါ့နော်တခါမှဒီဖျားဝဲကိုမရောက်ဘူးပါဘူးပထမဦးဆုံးအချိန်ဖြစ်ပါတယ်ခင်ဗျာအရန်ကိုစီလုံးပြီးတော့အရန်ကိုသဘောကြာစရာကောင်းတဲ့ဒါတလေးလေးတစ်ခုဆိုလို့ရှိရင်လည်းမမယ်မထင်ပါဘူးအခုချိန်ဒီဟိုးရခင်ကလေးရပါတော့ကျမပြုလုပ်နေတဲ့ဒါဆွန်လောင်းပွဲကိုလက်ဆင့်ခံထိန်းသိမ်းလာကြတာဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုလို့ရှိရင်ဒါရက်ွက်တိုင်းကပေါ့နော်ဒါဆွန်လာပေါင်းကြတဲ့သူတွေဆွန်ရင်လာပေါင်းကြတဲ့သူတွေလည်းရှိတယ်ဒီမှာဆိုလို့ရှိရင်ဖက်ကလေးနေပေါ့နော်လောက်ထားလေးအရန်ကိုသဘောကျစရာကောင်းပြီးတော့အရန်ကိုချစ်စရာကောင်းပါတယ်ကျွန်တော်တို့ကတော့ကလေးဆိုတော့ဖျားဝဲရောက်တဲ့အခါမှာဒါအယုတ်ဆိုင်သွားပြီးတော့ပေါ့နော်ဒါအယုတ်တွေကိုလိုချင်တဲ့အယုတ်တွေကိုရှောက်ကြည့်ရဖြစ်ပါတယ်ခင်ဗျာဘာဝယ်ခဲ့တယ်လဲဆိုလို့ရှိရင်တော့ဘာမှမဝယ်ခဲ့ပါဘူးကလေးတဘာဝဝယ်ပေးမဲ့သူမရှိတော့ရှောက်ကြည့်ရတာပေါ့နော်ကဲအရန်ကိုစီကားလာတယ်ဒါဘုရားပွဲတော်ဖြစ်ပါတယ်အညီဆိုင်တွေရောကျွန်တော်တို့အယုတ်ဆိုင်တွေရောပေါ့နော်အများကြီးပဲဖြစ်ပါတယ်ခင်ဗျာဆွမ်းလောင်းကြတဲ့သူဆိုလို့ရှိရင်လေဒါကြိတ်ကြိတ်တို့စီကားတာဖြစ်ပါတယ်ဘုရားပွဲတွေမှာဆိုလို့ရှိရင်ဘာမဖြစ်တဲ့အတာပုစီလေးနဲ့ကျွန်တော်တို့ဒါဆွမ်းလောင်းကြမဲ့ဒါငှက်ပြောသည်ပေါ့နော်ဒါအလူရှင်တွေကလည်းအများကြီးပဲဆွမ်းလောင်းကြတဲ့သူတွေကလည်းရက်ွက်အသေးသေးကနေပြီးတော့ပေါ့နော်ဒါစေနာတရားတရားတတန်ဆိုဖြင့်လာရောက်လောင်းနေကြတာဖြစ်ပါတယ်နောက်ပြီးရင်ကျွန်တော်တို့ဒါဒလေးတစ်ခုကဆွန်းတော်ကြီးအဝင်ဆိုတာမျိုးနော်ဆွန်းတော်ကြီးခံတိတ်တော့မပြောရဘူးခင်ဗျဆွန်းတော်ကြီးလက်ခေါ်တာပေါ့နော်ဒါဆွန်းမလောင်းငင်အချိန်မှာဒါရက်ွက်အသေးသေးကနေပြီးတော့ဒါစူပေါင်းပြီးတော့ပေါ့နော်ဒါဝင်လာကြတာဖြစ်ပါတယ်ခင်ဗျသုံးပွဲရှိတယ်လို့တော့ကြားလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့မမိလိုက်လို့ပေါ့နော်ဒါတစ်ဖွဲပဲရိုက်လိုက်ရတာဖြစ်ပါတယ်လူငယ်လေးတွေကလည်းအားတက်တဲ့ရုံနဲ့ပေါ့နော်အခုလိုမျိုးဒါဘုရားပွဲတော်မှာပါဝင်ပြီးတော့ပါရမီဖြည့်ကြတယ်ကုသိုလ်ယူကြတာလည်းအရန်ကိုချီးမြှောက်စရာကောင်းပါတယ်ခင်ဗျာနောက်ပြီးရင်ဘုရားမှာပေါ့နော်ဒါကတ်ထားတဲ့တတိဆုံးနေဆိုလို့ရှိရင်လည်းအပြည့်အရှင်မှာပဲအရန်ကိုတရားထက်တန်ကြတဲ့ရက်ွက်လေးနောက်ပြီးလို့ရှိရင်ဒါအရန်ကိုဘုရားလည်းချီးမြှောက်စရာကောင်းပါတယ်ခင်ဗျာနောက်ပြီးရင်တော့ကြွားရောက်လာကြတဲ့ပင်တန်ကပေါ့နော်106ပါးကိုလည်းဒါစေးတံမင်းနဲ့တကွပေါ့နော်ဒါလှူဒန်းတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒါကလေးဆိုတော့ဘုရားထဲမှာပတ်စော်လိုက်မုံလေးစားလိုက်နေပေါ့နော်ဒါကုသိုလ်ယူရင်းနဲ့ဖြစ်ပါတယ်ခင်ဗျာကဲဒီထဲမှာဆိုလို့ရှိရင်ဆွမ်းလောင်းလာကြတဲ့သူတွေရှိကြလားခင်ဗျာနောက်ပြီးရင်ကျွန်တော်တို့အခုလိုမျိုးပေါ့နော်ကျမပြုလုပ်တဲ့ဘုရားပွဲတော်ကိုရောရောက်ဖူးကြလားနောက်ပြီးရင်ဒီရက်ကွက်မှာပေါ့နော်ရှိကြတဲ့နေခဲ့ဖူးကြတဲ့ဒီဘုရားပွဲကိုရောက်ဖူးကြတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုတွေ့ပြီးတော့အလွန်ပြေးကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာကဲဒီဘုရားပွဲမှာအမတ်တရားတွေရှိရဆိုလို့ရှိရင်လည်းကွန်မန့်လေးမှာမှတ်ပေးခဲ့ကြပါအောင်နောက်ရက်ဒီမှာရောကဲဘယ်ဘုရားပွဲတွေရှိလဲပေါ့နော်ဘုရားပွဲမဟုတ်လာစားပါမယ်ခင်ဗျာကဲနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြတဲ့သူတွေကြောင့်ရှင်းစရာအောင်လည်းကျေးဇူးများတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ